ကိုယ့်ရဲ့ career အတွက် professional ဒီနှစ်ခုက related မဖြစ်ဘူးဒါပေမဲ့လည်းဒီ second year အထိသင်ထားပြီးပြီဆိုတော့ education background တစ်ခုကိုပြမယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်0ကနေဘယ်လိုပြောရမလဲsecond year အထိသင်ထားပြီးပြီဆိုတော့သူရဲ့ဒီဟိုပါပေါ့နော် mindset ကနည်းနည်းတော့ချိန်သွားတာပေါ့နော်ဆို education နဲ့ first year second year တွေရှိထားပြီးဆိုလို့ရှိရင်သူ့ရဲ့ဒီ knowledge တွေကလည်းချိန်သွားတယ်ပေါ့ဆိုအဲ့ဒီအတွက်ကြောင့်မို့လို့တကယ်လို့ဟွာဖြစ်တယ်ဆိုလို့ရှိရင်တော့ second year ပြီးခဲ့တယ်ဆိုတဲ့ certificate ပြပြီးတော့မှဟို nursing ကကြတော့ဒါကကိုယ့်ရဲ့ professional background အတွက်ဒီဟာဆက်မလုပ်ဘဲနဲ့ဒီဟာသွားတာပေါ့နော်ဒါပေမဲ့ nursing မှာရှိတဲ့ certificate ကိုပြရမယ်ပြီးတော့ခါကျတော့ nursing မှာပြီးခဲ့တဲ့ academic transcript ပေါ့နော် transcript ကိုပြရမယ်ပြီးတော့ခါကျတော့မှ internship ဆင်းခဲ့တယ်6လဆင်းခဲ့ရလားတစ်နှစ်ဆင်းခဲ့ရလားဒီဟာကိုပြရမယ်ဒါဆိုလို့ရှိရင်ရှောက်လို့ရတယ်ဆိုတာဒီမှာ nursing နဲ့ပတ်သက်တဲ့ဟာကိုသွားတာပေါ့အဲ့မှာမှသူတို့ကသက်ဆိုင်တာမသက်ဆိုင်တာတော့မကြည့်ပါဘူးဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ပါ မိုင်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကကြတော့လေBachelor of Education နဲ့ပြီးကြတာပါဒါပေမဲ့ဒီ international school တွေမှာ primary level 4 5အဲ့လိုမျိုးတွေသင်ပါတယ်ဆိုတော့ကျွန်တော်ကအဲ့ဒီ nursing နဲ့ပတ်သက်တဲ့အပိုင်းဆိုရင်ကျွန်တော်တို့က6လို့ရနိုင်မလားကြိုက်မလားအဲ့ဒါလေးချက် relevant ဖြစ်မလားအဲ့ဒါလေးချက်ပြီးရှင်ဟိုပါတော့ caretaker and educator for special needs people ပေါ့နော်အဲ့ field လေးမှာတော့ရှောက်ကြည့်ပါဟိုတကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ဒီဟိုပေါ့ရှိနေတဲ့ documents တွေတစ်ချက်လောက်ပြီးပါပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ကျမဟိုဘက်မှာတော့ပြောပြီးလို့မေးပြီးလို့ရတယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့အဲ့ဒါဆိုရင်လည်းခုနကပြောသွားတဲ့ procedure အတိုင်းပဲသွားမှာပါပဲလားခင်ဗျဟုတ်ကဲ့ရှင်ဟုတ်ခုနကပြောတဲ့ procedure အတိုင်းပဲသွားရမှာဒါပေမဲ့ pre screening တော့လုပ်ပေးလို့ရတယ်ပေါ့နော်ဒီ documents တွေရှိတယ်ဒီ background ဒီမှာဟို experience ရှိတယ်ပေါ့နော်ဆိုဒါဆိုရင်ဒီ educator for special needs people ဆိုတဲ့ဥစ္စာကိုရှောက်လို့ရမလားဆိုတဲ့ဟာလေးမေးပြီးရတယ်ဒါပေမဲ့ရှောက်လို့ရတယ်လို့တော့ကျွန်မမြင်တယ်ပေါ့နော်အရင်ရှေ့မှာတော့တယောက်အဲ့လိုမျိုးတော့ရှောက်ခဲ့လို့ရပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဟုတ်အမဒီ hospital အားလုံးက international student တွေရှောက်လို့ရတာဟုတ်ရတယ်ရှင်သူက international student တွေတော့မှခုနအမပြောသလိုပေါ့နော် tuition fees free နဲ့ရှောက်လို့ရတဲ့ program လေးပါတချို့ college တွေဟုတ်ကျေးဇူးပါတချို့ college တွေကလည်း hospital ခေါ်တာကြီးပါတယ်အဲ့ဒါ paid hospital မဲလားဘယ်လိုမျိုးလဲမ college တွေက hospital ခေါ်ရဲဆိုတာကဘယ်ဟာကိုဘယ်လိုပုံစံမျိုးပြောရလဲမသိရှင်အမှန်ဟုတ်အဲ့လိုမျိုးတွေ့မိတာအဲ့လိုမျိုးတွေ့မိတယ်ဟုတ် college တွေကနေ hospital ခေါ်အဲ့လိုမျိုးတော့ကျွန်မတိတ်ပြီးတော့နားမလဲဘူးဒါပေမဲ့ကျွန်မတို့အခုဒီမှာ education ကနေလုပ်တဲ့ပတ်ဝေးနှစ်ခုရှိတယ်ပတ်ဝေးတစ်ခုကကြတော့ဒါပတ်ဝေး to vocational ပေါ့နော် hospital လည်းခေါ်တယ်နောက်တစ်ခုကကြတော့ကျွန်မတို့လုပ်တဲ့ပတ်ဝေးကပတ်ဝေး to bachelor master ရှိတယ်ဆိုတော့ bachelor master ကတော့ hospital မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီမှာလည်းပဲ tuition fees free နဲ့ international student တွေကဘာသာစကားတက်တယ်ဒါပေမဲ့တခြားသော administrative tax တွေတော့ရှိတာပေါ့ဒါတွေရောကျမတို့ဘက်က service ပေးပြီးတော့မှလုပ်တယ် bachelor master သွားတဲ့ပတ်ဝေးလည်းရှိတယ် vocational လည်းရှိတယ်ဒါပေမဲ့ကျမတို့ကဒီနေ့ကတော့ vocational ရဲ့ information sharing ပေါ့နော်ဆိုတော့ကျမတို့အားကြောင့်မလို့ဒီနေ့က vocational အကြောင်းလေးပဲပြောတာပေါ့ဟုတ်အဲ့ dual study program ဆိုတာ hospital ပဲပြောလာမှာဟုတ်တယ်ရှင် vocational training ဆို hospital ပြောတာဂျီးတွေနဲ့hotel management အဲ့ဒီဘိုင်း join လို့ရလားအဲ့ join လို့ရတယ်ညီမလေးဟုတ်အသက်16နှစ်ပြည့်ပြီဆိုရင် GD နဲ့ join လို့ရပါတယ်ဟုတ်အဲ့ B1 level အောင်ရင်တော့B1 level ကကြတော့အမတို့ခုနသွားတဲ့ program ထဲမှာတစ်ခါတည်းပါပြီးသားပေါ့နော် program ထဲမှာ training တစ်ခါတည်းပါပြီးသားဆိုတော့ခါကျတော့ဒါပြီးသွားရင်တော့ B1 level လည်းရသွားမှာပေါ့နော်6လပြီးသွားရင်ဟုတ်interview တွေပါကြတော့သူတို့က English လိုပဲလားဂျာမန်လိုပဲဟုတ်တယ်ပထမအဆုံးပေါ့နော် initial interview မှာတော့ English လိုပဲသွားမှာပေါ့နော်ဆိုတော့ तू ကဘာကြောင့်ဂျာမနီကိုသွားချင်တာလဲဘာအတွက်လဲပေါ့ဆိုတော့ဒီဟာလေးတွေပြီးတဲ့အခါကျတော့ဒီ9နှစ်ပြီးရင်ဘာတွေကိုအတွက်ညှော်မှန်းထားလဲဒီဂျာမနီမှာဒီလိုမျိုးဥစ္စာလေးတွေအတွက်ဒီ initial interview လေးတွေသူတို့လုပ်မှာပေါ့နော်ဒါကိုတော့ English နဲ့ပဲသွားမှာပါ interview တည်တံ့ train ပေးတာပါမတို့စီမှာရှိတယ်interview တည်တံ့ training ပေးတာကကြတော့ဒီဘာသာစကား B1 ပြီးလို့ရှိရင်ဟိုဘက်မှာအလုပ်ရှင်နဲ့စပြီးတော့မှအလုပ်လျှောက်တဲ့အခါပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကဒီ company တွေမှာ90%ဆင်းရမှာဆိုတော့သူတို့ရဲ့ vacancy ရှိတဲ့ company တွေမှာအမတို့ကဒီ interview တွေဝင်ဖြေရမှာပေါ့နော်ဆိုတော့အဲ့ interview ဖြေတဲ့အခါကြလို့ရှိရင်တော့ဂျာမန်ဘာသာစကားနဲ့ပဲဖြေရမှာပေါ့အဲ့အတွက်ကိုလည်းအမတို့စီမှာ training ပေးမှာပေါ့နော်ဟုတ်
မဟုတ်ဒီ hospitality နဲ့ဒီ nursing တော်တော်မှုပြီးမယ်အဲ့ graphic designer နဲ့အဲ့ try ကျင်တာအဲ့ဒါတချို့က B1 မဟုတ်ပဲနဲ့ B2 ထိတောင်းနေဆိုတော့အမားကတိထားမသိဘူး B1 ထိဟုတ် sorry ဟုတ် ဟုတ် B1 မဟုတ်ပဲနဲ့ B2 ထိကိုတောင်းတယ်လို့ပြောအဲ့ graphic designer ဘိုင်းဆိုတော့အဲ့ အဲ့ဒါကကျတော့သူတို့က programmer မူတည်ရပေါ့နော် programmer မူခုနကတော့အမားတို့မှာတော့ track နှစ်ခုရှိတာဒီ track နှစ်ခုအောင်မှာတစ်ခုက B1 ထိတောင်းတယ်တစ်ခုက B2 ထိတောင်းတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိတယ်ဆိုတော့သူ့ရဲ့ programmer မူတည်ပြီးတော့ဂျာမန်ဘာသာစကား level လိုအပ်ချက်တွေကဖြည့်ရမှာပေါ့နော် ကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကျေးဇူးပါ Hello တချင် ဟုတ်ကဲ့ဟုတ် တချင်တခုလောက်မေးချင်လို့ပါတကယ်လို့လေဟိုတယ်ဘိုင်းနဲ့သွားမယ်ဆိုရင်ပေါ့နော်အခုမှသမီးကကြတော့စတက်မှာပေါ့နော်သင်တန်းကိုလေဟုတ် ဆို ကဲ့ တော့သင်တန်းတစ်ခုမှတော့သမီး A1.1 နဲ့ပတ်သက်ပြီးတော့သမီးအမိသွားတယ်ပေါ့နော်ဒါလို့အဲ့ဒါပြီးတော့မှဒီထဲတို့စီမှာလာပြီးတော့ join မယ်ဆိုရင်အဲ့ဒီစ join တဲ့အချိန်ကနေစပြီးတော့ဟိုရောက်တဲ့အထိပေါ့နော်ဒီထဲတို့ရဲ့ဟိုဒီထဲတို့စီမှာအလိုက်လို့ကုန်ကြမဲ့ကုန်ကြစရိတ်ကိုကိုယ့်အနေနဲ့ကိုဆက်ရမယ်ဒီဗီဇာကြီးတို့ဟို flight ticket တို့ဟိုရောက်ရင်နေထိုင်မဲ့နေထိုင်စရိတ်တို့အဲ့ဒါတွေအကုန်လုံး total ပေါင်းမယ်ဆိုရင်လေဟိုခန့်မှန်းကြီးပေါ့နော်မြန်မာငွေနဲ့ဆိုဘယ်လောက်ကုန်ကြနိုင်လဲ အမားတို့စီကို A1 ပြီးမှလာမှာပေါ့နော် ဟုတ် A1 ပြီးမှတော့ဟိုမှာကျတော့ပတ်စံတွေမိသားဖြစ်သွားတယ် ဟုတ်ကဲ့ဟုတ် A1 ပြီးမှလာ ပြီး မယ် တော့ ဆိုလို့ရှိရင် သမီးကကျတော့လေ ဟုတ် final ကကျတော့6လပိုင်းမှပြီးမှရှင်ဒီကြားထဲမှာကျတော့သမီးကကျောင်းကလည်းတက်ကြအောင်မှာဆိုတော့လေစနေတနင်္ဂနွေဖြစ်မဲ့ဟာမျိုးသမီးကအဲ့လိုရှာပြီးတော့အပ်လိုက်ရတာပေါ့နော် ဟုတ်ကဲ့ဟုတ်ရပါတယ်ဆိုတော့အမားတို့မှာ July intake လည်းရှိရပေါ့နော်ဆိုတော့ July intake join လို့ရပါတယ်အခုဒီဟိုဟာပေါ့နော်A1 ပြီးတော့မှလာမယ်ဆိုလို့ရှိရင်တော့ A1 ပြီးရဲ့သူတွေအတွက်အမားတို့မှာ discount ရှိတယ် A1 ဆို600ပေါ့နော်ဆိုတော့600တော့တက်တာမှာပေါ့နော်ဆိုတော့600နဲ့ program fees plus ခုနကတော့ visa air ticket ပေါ့နော်ခုန visa ကကျတော့သူကယူရို85ယူရိုကနေ150ယူရိုပဲကြားအတွင်းပေါ့နော်85ယူရိုဆိုတာကိုယ်တိုင်ရှောက်နေပေါ့ကိုယ်တိုင်ရှောက်ရင်85ယူရိုလောက်ပဲကြာမယ်VFS Global ကိုအဲ့ရင်တော့150လောက်တော့ပေးရမယ်ပေါ့နော်ပြီးတော့ဟိုက air ticket fees ကတော့ယူရို900ကနေယူရို900ကနေ1500ကြားရှိပါတယ် air ticket ကကြာတော့လေဆိုတော့အဲ့ဘက်မှာကဟုတ်1000ဝန်းကျင်လောက်ဆိုရင်တော့အဆင်ပြေပါတယ်ဖြစ် ဟုတ်1000ဝန်းကျင်ကကျတော့အလုံးအပြီးစီးတိုင်း ဟုတ်အဲ့ဒါကြတော့ဘယ်လိုပြောရမလဲဆိုတော့1000ဝန်းကျင်အားလုံးပြီးဆိုအမားတို့ရဲ့ program fees ကတော့ခုနကတော့ပြောတယ်9600ဒါမှအမညီမလေးကို discount ချော့ပေးမယ်ဆိုလို့ရှိရင်တော့အမားတို့ program fees ကတော့9000လောက်ပဲကျမှာပေါ့နော်ဆိုတော့ January ကတော့ညီမလေးဘက်ကပြင်ဆင်ရမယ့်အပိုင်းနဲ့ air ticket fees နဲ့ visa နဲ့ပြီး insurance ဝယ်ရမှာပေါ့ insurance ကကြတော့သူကဂျာမနီကိုသွားရင်မဖြစ်မနေဝယ်ရတဲ့ insurance ကလေဆိုတော့ insurance ကတော့ယူရိုSwiss scale နဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့ standard ဆိုလို့ရှိရင်ယူရို219ယူရိုလောက်ရှိတယ်ပေါ့နော်ဆိုတော့စုစုပေါင်းအဲ့ဘက်မှာနေလက်မှတ်ဖိုးနဲ့ဒီဗီဇာနဲ့ဆိုလို့ရှိရင်တော့1500ဝန်းကျင်လောက်တော့ကျဖို့ရှိရပေါ့နော်ဟုတ် ဟုတ်ဆိုတော့ညီမလေးရဲ့ဘာသာစကားပေါ်မူတည်ပြီးတော့မှအမားတို့ဘက်မှာတော့ discount ရမှာပေါ့နော်ဟုတ် ဟုတ်ကဲ့ဟုတ်အဲ့ဒါဆိုအားလုံးအကုန်အပြီးစီးဖို့အရောက်ထိဆိုရင်ကကျတော့1000ခွဲတော့ပေါ့နော်1000ခွဲလောက်ရအောင် တကယ်လို့ showman ကြီးတွေပါထည့်တွက်မယ်ဆိုလို့ရှိရင်တော့13000လောက်တော့ပုံမယ်ပေါ့နော်ဟုတ် အမဟို hello ဟုတ်ကဲ့ ဟုတ်အမဒီ hospital နဲ့ပါသွားလို့သူတို့ရဲ့ဒီပေါ့နော်အဲ့ဒီသူတို့ပေးတဲ့ income နဲ့ဒီအဲ့ဒီမှာစားရနေစေလောက်လာလား ဟုတ်ကဲ့ဟုတ်ညီမလေးဟိုအမတို့စီကကျောင်းသားတွေအကုန်လုံးကတော့လောက်လာပါတယ်ဒါကျောင်းသားရဲ့ feedback ပေါ့ကိုပြန်ပြောတာပေါ့နော်ဆိုတော့သူတို့ကတော့လောက်လာတယ်အမှန်တကယ်ခုနအမပြောခဲ့သလိုပဲပေါ့နော်ဒါကခုနကိုနှစ်ဆိုတာက European standard တိုင်းသွားတယ်သူတို့နိုင်ငံသားတွေရဲ့ average 30ပါဒါပေမဲ့ဒီ Asia ဘက်ကသွားတယ်ဆိုလို့ရှိရင်တော့ Filipinos တွေတောင်မှပဲတစ်လားကိုယူရို650လောက်ပဲကုန်တယ်လို့ပြောတယ်ပြီးတော့နောက်တစ်ခုရှိတာကကြတော့အမတို့ဒီပေါ့နော်ဒီ program နဲ့တက်နေတဲ့အချိန်တွင်းမှာတစ်ဖက်ကလည်း internship ဆင်းလို့ allowance ရပြီးတော့နောက်တစ်ဖက်မှာလည်းပဲအားတဲ့အချိန်တွေမှာ part time လုပ်ခွင့်ရှိရဲ part time ကတစ်ပတ်ကို9:20လုပ်ခွင့်ရှိရဲတစ်နာရီကို14ယူရိုလောက်ရတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ living cost ကိုကိုယ့်ဟာကိုကာမိအောင်လုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးတော့ find လို့ရပါတယ်ဟုတ်ကျေးဇူးပါဒီမှာဒီသူတို့စီမှာ test ကတွေများတော့လေအဲ့လိုမျိုးဒီ outfit
ဘယ်လောက်ဖြတ် သူတို့ ဖြတ် မှာ လောက် ကကျတော့ basic salary ပေါ့နော်ဘယ်လောက်ထိမဖြတ်ဘူးလဲဆိုတာရှိရပေါ့နော်ဆိုတော့အခါကျတော့ဒီဟာတွေကဒီ800ကနေ1200ကြားရမယ်တဲ့မှာကအမတို့ဘာတွေဖြတ်ဖို့ရှိသေးလဲဆိုတော့သူတို့ရဲ့ government ကနေဒါ official ဖြတ်တဲ့တချို့ insurance တွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေအားလုံးဖြတ်ပြီးသွားရင်တော့ဒီ hospital လစာနဲ့တော့ tax ကတော့မဖြတ်လောက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဂျားထဲမှာလည်းတခြားဟိုဟာဖြတ်ဖို့လည်းရှိရဆိုတော့သူတို့ salary စပြီးတော့ရတဲ့အချိန်မှာတော့စပြီးတော့ဖြတ်လိမ့်မယ်salary ကတော့ခုနကအမပြောတယ်ယူရို2000ကနေပြီးတော့မှ2500ဒီ head hospitality နဲ့ culinary truck အောက်မှာဆိုလို့ရှိရင်တော့ဒါကသူ့ရဲ့ salary ပေါ့နော်ဆိုတော့အခြားသော allowance တွေပြီးရင်တော့ tax တွေတော့ဖြတ်မှာပေါ့နော်ဟုတ် hospital ဒီညနေရဲ့ကာလအတွင်းမှာကျတော့ထပ်တော့မဖြတ်တာများတယ်ပေါ့နော် ဟုတ်ဟုတ် ဒီပါချင်းဟယ်လို ဟုတ်ကဲ့ရှင်ဟုတ် ဟုတ်ကဲ့အမကလေအမသားအတွက်မေးချင်လို့ပါ ဟုတ်ကဲ့ရှင်ဟုတ် သားလေးကအခုတော့16နှစ်ကျော်18ထဲမှာပေါ့နော်သူ့ကိုအမက GED တက်ဖို့ပြင်ထားပါတယ်ဟုတ်GED အဲ့ဂျာမနီမှာအမ hospitality တက်ချင်တာပေါ့နော်သူ့ ဟုတ်ကဲ့ရှင် ဒီ vocational အတင်အဲ့ဥစ္စာတွေမဟုတ်ပေါ့နော်ဘွဲရတဲ့အထိသူ့ကိုတက်စေချင်တာဆိုတော့လေအဲ့ဒီ line ဒီ line ကြောင့်လည်းတော့အဆင်ပြေမလားပေါ့အဲ့ဒါလေးသိချင်တာဟုတ်ကဲ့ဒီလမ်းကြောင်းနဲ့သွားရင်အဆင်ပြေမလားဆိုတော့ဟုတ်ဒီ hospital နဲ့သွားလိုက်လို့ရှိရင်တော့အဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့ तू က GED အထိပဲတက်မှာပေါ့နော်။ဒီက grade 12 အထိတက်မှာပေါ့။ तू ကဂျာမနီမှာဂျာမနီဖြစ်အခြားသောယူရိုမှာပဲဖြစ်ဖြစ်ပေါ့။သူတို့ကတက္ကသိုလ်တက်မယ်ဆိုလို့ရှိရင်သူတို့က12တန်းဒါမှမဟုတ်13တန်းအတန်းပညာသင်ထားပြီးသားဖြစ်ရမယ်ပေါ့နော်။ဒါက official ပေါ့။အဲ့အတွက်ကြောင့်မလို့ GED နဲ့ဆိုလို့ရှိရင်တော့ hospital join တာအကောင်းဆုံးပဲ။ဘာလို့လဲဆိုတော့ဒီ hospital ပြီးသွားရင်ရမယ့် qualification ကကြတော့ तू ကဟိုပါဘောနော် secondary school complete ဖြစ်တယ်ဆိုတော့ qualification ကိုရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ qualification ရှိမှပဲတက္ကသိုလ်ဆက်တက်လို့ရမှာဆိုတော့ဒါကို join တင်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်မစိတ်ပူတာလေဒီ vocational ပြီးသွားရင်ဒီလိုမျိုးပေါ့ကိုယ့်နိုင်ငံပြန်လွှတ်လိုက်မှာပေါ့အကြောင်းဆက်တက်လို့မရပဲနဲ့အဲ့ဒါမျိုးတစ်ခုလဲစိတ်ပူအဲ့လိုမျိုးရောဖြစ်တတ်လားမသိသူကဒီ vocational ပြီးသွားရင် officially သူတို့ရဲ့ website မှာပါ officially announce လုပ်ထားတာရှိတယ်ဒါကကျတော့ vocational ပြီးသွားလို့ရှိရင် technique ခွဲနေထိုင်ပြီးတော့မှအလုပ်ရှာဝင်ရှိရပေါ့နော်ဆိုတော့သူတို့ကအမှန်တကယ်ဆိုလို့ရှိရင်တော့ vocational ပြီးတော့မှချက်ချင်းပြန်လာတဲ့ဥစ္စာကိုတော့မှပဲတိတ်ပြီးတော့မှဘောမကြောက်ဘူးခါလေးကြသိရတယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့သူတို့နိုင်ငံမှာဒီဟာတင်ထားတဲ့ဟာနဲ့ဆက်ပြီးတော့အနေနဲ့တော့အလုပ်လုပ်စီချင်တယ်အဲ့လိုမျိုးရှိရတဲ့အတွက်ကြောင့်vocational ပြီးလို့ချက်ချင်းပြန်လုပ်လိုက်တာမျိုးကတော့လောလောဆယ်အထိတော့တစ်ခါမှမရှိဘူးပေါ့နော်ဟုတ်အဲ့ဒါဆိုလေvocational ပြီးသွားရင်ဘွဲယူဖို့အတွက်ဘွဲဆက်တက်ဖို့ပေါ့နော်တက္ကသိုလ်ဆက်တက်ဖို့အတွက်ကြတော့ဂျားထဲမှာလိုအပ်ချက်တော့ရှိသူတို့သတ်မှတ်ထားသေးလားမသိဘူး GED နဲ့သူကဟုတ်ကဲ့ရှင်ဂျာမနီအခုသူက GED နဲ့ပြီးသွားတယ် vocational 3နှစ်ပြီးသွားလို့ရှိရင်ခုနကပြောသလိုမျိုးသူရမယ်ဒီqualification ကကြတော့ဒီပေါ့နော် upper secondary school complete ဆိုတဲ့ qualification ရပါမယ်ဒါကတက္ကသိုလ်တက်ဖို့အတွက်လုံလောက်တဲ့ qualification ဖြစ်တယ်